မင်္ဂလာပါရှင်ကျွန်မအခုဖတ်ပြပေးမှာတော့စာရေးဆရာမကြီးခင်ခင်တို့ရေးသားထားတဲ့ရေကြီးကဆိုတဲ့ဝတ္ထုတွေလေးကိုဖတ်ပြပါမယ်ရှင်နာတော်သားဆင်အားပေးကြပါအောင်ရှင်ရေကြီးကဝါဝင်ပြီးဆိုသည်နဲ့အေယာဝရီမြစ်ရေကိုမျက်နာကန်းနာရာတွေကအကဲခဲရပါပြီ။ဝါဦးရေကိုအောင်မအောင်ခက်မှန်းဖို့ခက်ပါသည်။တချို့နှစ်တွေမှာကဆုံနှယုံကလေးကရေလုတ်သည်။မအောင်သည့်ရေကတရက်နှစ်ရက်နဲ့ဆောက်သွားတတ်တော်လဲအောင်ရေကတော့မြစ်ကိုတလှုပ်လှုပ်ဖွာသလိုမောက်လာတတ်သည်။ထိုအခါမြစ်ရေကတလကိုတဲ့ဧည့်သည်လုံနေတော့သည်။ရေကတရိပ်ရိပ်တိုးသည့်ရေနှင့်ကြမ်းကြမ်းတိုးသည့်ရေဟု၍ရှိသည်ရေတိုးကြမ်းသည့်နှစ်တွေမှာမျက်နာရာတွေတဲကိုချောင်းပေါက်ထူးပေါက်တွေကတဆင့်တိုးဝင်လာသည်ကျမတို့ရွာတွေမှာရွာရဲရေဝင်ပြီးဆိုသည်နှင့်ရွာလဲပွက်ပွက်ဆူလေတော့သည်လူကိစ္စလူပစ္စည်းကဒုတိယကျွဲရီနွားတွေကိုအရင်ရွှေ့ဖို့စီစဉ်ရသည်ရေကချောင်းရိုးအတိုင်းဝလုံးထိုးစီးဆင်းလာကရွာအရှိဘက်ကိုရေဦးထိုးသည်ဆက်တိုးလို့မရတော့ရွာရဲပြန်လှည့်ကားစားမြုပ်တော့သည်ဝါဆိုဝါကောင်တော်တလေးရေကြီးကိုတော့ရေကြီးခါလို့ခေါ်ကြသည်နှစ်တိုင်းတော့ရွာရဲရေမဝင်လိမ့်ပါရေအောင်သည့်နှစ်တွေမှာတောင်မြစ်လုံးရှန်လေးရှိတော့လဲရွာရဲဆက်ဆက်သာဝင်သည်သို့တော့တကယ်ရေဝင်ပြီးဆိုသည့်နှစ်မှာတော့ပင်လေကြီးဖြေရတော့သည်မြစ်နှင့်ရွာမှာရေတဆက်သေးဖြစ်နေတော့ဘဲကြီးကြီးရေတွေမြစ်နာရွာရီရဲလို့ခြေတန်းရှည်အိမ်ဆောက်ကြသူတွေကြီးတော့မဟုတ်သို့တော့နှစ်ထပ်တော့ဖြစ်အောင်ဆောက်ထားကြသည်အိမ်အောက်ရေဝင်သည်ဆိုတော့ကခစောင်းလောက်မြုပ်တာကိုဆိုလိုပါသည်ထိုအခါအပေါ်တက်နေကြပြီတော့ခြေတန်းရှည်အိမ်တွေမှာတော့လေကလေးတွေအိမ်တိုင်းနဲ့တွဲချီတတ်ကြသည်အိမ်တိုင်းလေမရှိနိုင်တော့နွားစစ်ချင်းလှုပ်ထားသောတစ်ထွင်းလေးထန်းလုံးထွင်းတွေကိုနှမျိုးသုံးလှုပ်ထားကြရပါသည်ရေကြီးခါရောက်လျင်ရေလွတ်ရောင်အိမ်အပေါ်ထက်မှမီးဖို့ကချက်ကျပြုတ်ကြရတာဆိုတော့ရေပေါ်အိမ်ကလေးတွေတဲကမီးကိုတွေဦးလေ၏ထင်းတွေကရေဆိုကြပြီကိုတအိမ်နွားစစ်ချင်းလောကကူးကြရသည်မိုးကလည်းတအေးအေးရေကလည်းတဖွေးဖွေးဆိုတော့နွမ်းပါကြသူတို့စိတ်မောရသည့်ခါဖြစ်သည်တို့တော့ရေကြီးကဘာမှလှုပ်เสียမရှိတော့ထမင်းနိုင်ငံချက်စားနေတာပဲစားလို့လဲကောင်းမှတော့ရေကလေးပက်စီနဲ့ထမင်းဝင်ချက်တော့ညဘက်မှာတရွလမ်းမြော်ကြည့်ရတာကလည်းလမ်းစရာကောင်းလာပါသည်မဲနဲ့နေသည့်ရေပြင်ကကြောက်မီဆိုလင်ကြောက်စရာမီးရောင်ရင်လက်ကလေးတွေကဟိုနေရဒီနေရရေတွေဟိဟိတိုက်တိုးနေချိန်မှာဟိုလေကလေးများခရီးသွားနေကြတာပါလေဟိုအစုကတော့ရွာမီးဖြစ်လိမ့်မယ်ရွာစဉ်ရွာဆက်ရေတွေကြီးဆိုတော့သူ့အိမ်ကိုအိမ်ကူးခြင်းလို့မလွယ်ယဟန်တန်ဃာတော်တို့မကြွားကြတော့မှကိုရင်ငယ်တို့လေးလောကဆုံးခံကြွားကြပြီဆုံးခံလေးကရိုက်ခတ်သည့်ကျေးစီတန်းကိုနောက်ဆင်းကြရင်စွန်းတစလောင်းတော့မိအောင်လောင်းကြသည်အိမ်တွေလည်းတဝက်မြုပ်ပြီးတစ်ပင်တွေလည်းပင်စီလေပင်ရေရောက်ပြီးနွားစကျင်းနဲ့အိမ်လေကြသူတွေအိမ်အလဲလွန်တော့အိမ်ကလူကဖြူကြီးဟစ်ကပြန်ခေါ်သည်ကြားသည့်အိမ်ကလက်ဆင့်ကမ်းပြေးပွဲလိုဆက်ခါအော်ပေးကြတော့အလဲလွန်နေကရဲ့လို့မရှိမကြားမရှိကြပါမိလာရေဟေးမိလာဖောင်းကားကုန်းကနွားတွေတွားကြည့်ကြအောင်စို့ဟေးကုန်းပေါ်ရေရောက်လောက်တယ်နော်ညီးသွားရင်လာခေါ်စမ်းဟေးရွာရဲရေဝင်ပြီးဆိုကြတဲ့ကဖောင်းကားကုန်းကိုနွားတွေအရင်ပို့ရသည်နွားစာတွေရေလွတ်အောင်လေနှင့်ကဲရသည်ဖောင်းကားကုန်းကဖျားကုန်းဖြစ်၍တော်ယုံရေလောက်တော့လွတ်ပါသည်တရွာလုံးကနွားတွေကျွဲတွေဖျားကုန်းမှာမဆန်းတော့ရေလွတ်ရာသွားထားကြရင်ကြည်တော်ရွာတွေအထိရောက်ရတာလည်းရှိသည်ကြည်တော်ရွာတွေဆိုတာကကျမတို့ရွာနဲ့အနည်းဆုံး4မိုင်လောက်ဝေးသည့်ကုန်းချောက်ရွာတွေကိုခေါ်ခြင်းဖြစ်ပါသည်တချို့ကလည်းကိုယ်ဝိုင်းတိုက်ထဲမှာပင်နွားချံကုန်းမြင့်တည်ထားကြတာရှိပါ၏အဝေးရွာတွေကိုမပို့နိုင်သည့်နွားရှင်တွေကတော့
ဖောင်းကားကုန်းမှာထားကြကတရွာလုံးဖျားကုန်းမှာချက်ပြုတ်စားကြပါသည်နွားတွေရေလွတ်တီဆိုတော့လဲနွားအလုတ်ကသေးတာမဟုတ်နွားစာကဲရဖျားကုန်းတက်ရှင်ရလူနေလူထိုင်ဆင်းရဲကြတမြတ်အပြင်နှစ်ကတော့တက်လိုက်တဲ့မြည်တသက်ကြုံဘူးဘလူးစီးသလားမဲ့ရတယ်ဒုက္ခရောက်ချက်ကတော့အေးလူတွေလည်းနေစရာမရှိဘူးနွားတွေလည်းနေစရာမရှိဘူးရွာထဲရေဝင်လာတာတပြအဝင်နဲ့အတိုင်းပဲတော့တမြတ်အပြင်တစ်နှစ်ဆိုတာပြီးခဲ့သည့်3နှစ်ကိုပြောခြင်းဖြစ်ပါသည်မနစ်ကတမြတ်နှစ်ကတမြတ်အပြင်တစ်နှစ်ကဆိုရင်3တက်ကြပါသည်တော်ယုံဒုက္ခကိုဒုက္ခထင်ကြသူတွေမဟုတ်တော့ကြီးတော့ပြောသည့်ဒုက္ခရောက်ချက်တော့သည်တေးသေးမဟုတ်တာတော့ကျမနားလဲပါသည်မိထားရီထဆန်းငါသမီးရေတွေတိုးလာတာနွားတွေကြည်စမ်းမအောင်ဟဲ့နိုးရတယ်အဲ့ဒီညကအိမ်မာတို့သားမိ2ယောက်ထဲပဲမိကွက်ကလေးထုံးကနွားချံပဲကြည့်တော့နွားတွေဒူးမြုပ်နေကြပြီဆို၏ကြီးတော်ကအိုကြီးအိုမဆိုတော့ဂရေမော်ထိုင်နေရ၏သမီးအကြီးမကရေထဲဖြတ်ပြီးနွားချံပဲပြေးကနွားတွေခြိထိုင်ကဖြိုးရသည်တရွာလုံးအချင်းချင်းနိုးကြသည့်အတန်တွေကအမောင်ကြီးထဲမှာပွက်လောရိုက်နေတော့သည်ညကြီးဆိုတော့ဖောင်းကားကုန်းဘက်ကိုမသွားနိုင်ရေတိမ်ခြေထိုးဆန်း၍ရာတောင်ဘက်တကားကထွက်ခါရေလွတ်ရာရွာတွေဘက်နွားတွေဆဲသွားကြရသည်ကိုလိုလူတွေကြီးဆိုတော့ကြောက်စရာတော့မရှိကိုရဲ့ကိုရွာဂျာရီကျင်းရင်ဘယ်နာရှိတယ်ဆိုတာသိလို့တော်သေးတာပေါ့အေးငါလည်းမထူးဘူးဆိုပြီးအမေပြစ်သွားရတော့တာဟေ့နွားတွေပို့ပြီးရွာပြန်ရောက်တော့မိုးလင်းကနေပြီးအမေကဂရင်မော်ဇပွဲဆင့်ထိုင်နေတာငှုတ်ထုတ်ကလေးတာမီ2ယောက်တွေ့ရသေးတဲ့ဟဲ့ဆိုပြီးအဲကြမှာဖတ်ငိုရတော့တာနောက်ရက်တွေမှာတော့အိမ်ချမ်းပြေမြုပ်သည့်အထိရေတက်လာခဲ့သည်မြေဆိုင်အိမ်တွေကနီးစက်ရာဖုန်ကြီးเจ้าတွေအိမ်မြင့်ကြီးတွေပေါ်သွားနေကြရသည်တချို့တစ်ပင်ကြီးတွေပေါ်လင့်စင်ထိုးနေကြသည်ဆိုပါ၏မွေတွေကရေထဲမှာတလန်းလန်းမြစ်ဖက်ကတင်မောကြီးတွေခုတ်မောင်းသွားလျင်လိုင်းကရွာတဲ့အထိရောက်တော့ဇလုံမျောပကံမျောလှိုက်ဆဲရတာတလုံးကျမတို့ရွာမှာနေစဉ်ကတော့ရေကြီးကကြုံဘူးလာတော့လဲဒီလောက်ဆိုတာမျိုးမကြုံဘူးခဲ့ပါကလေးဆိုတော့ရေကြီးတာကိုပဲပြောရသည်ရေကပြင်းကနေရေထဲကျွန်းထိုးချရတာရေမျောကစစ်သီးတွေဆဲစားရတာတနေကုန်ကြိုထားတဲ့လက်ပံကောင်းဟင်းလေးချက်စားရတာတွေကရေကြီးမှကြုံရတာမျိုးမဟုတ်လားရေကြီးမှကိုကြိုတင်မသိနိုင်လေတော့တနွေလုံးအချောက်ခံထားရတဲ့ဘူးဒီကြောင့်ခရမ်းသီးကြောင့်လက်ပံကောင်းကြောင့်တရက်သီးကြောင့်မကြီးသီးမဲ့ပဲငပိငချောက်မလို့တော့ရှိလို့တော့ရှိကျိုးစုထားကြရသည်နွားစိတ်ချင်းနဲ့လေလော်ရတာကလည်းအရသာရေတိုးရဲ့ကြားလင်ကြားသလောက်အနေအစားဆင်းရဲကြရပါသည်ရေကြားပြီဆိုတော့လဲတရွာလုံးညီစော်နံလေတော့သည်ရှွန့်ဘွက်စီအသွားရအလာရခက်ပါပြီရေအကြမှာဆွဲငါးတွေပေါ်တော့ငပီးသေးကြငချင်းသိကြရင်ခေါင်တဝုံဝုံငါးချပြီဆိုရင်တော့တောင်သူတွေအခင်းဆင်းကြရပြီတဘာဝပေးတော့မြေနုနှုံနုကလေးတွေရလိုက်ပြီမဟုတ်လားမြေနူးနူးဆိုတော့တစ်စေးကြိုက်တဲ့မြေသားရပြီအခင်းနေရေဝင်ပါမှတစ်နှစ်လုံးလုတ်ကင်စားရတာအဆင်ပြေသည်ရေကြီးလို့ဒုက္ခရောက်လာတလှရဲ့မြေစီဩဇာဓာတ်ကလေးရတော့အပင်ဖြစ်တယ်အပင်ဖြစ်တော့တစ်စေတစ်နံပိုထွက်တာပေါ့တို့တွေကတော့ရေကြီးခမျောကြရတာဒုက္ခကိုရင်းကောင်ဒုက္ခကိုရိတ်သိမ်းကြသူတွေပါလားလို့တာတွေရတော့သည်မြည်အောင်တော့လဲရေမွင်သည့်နှစ်တွေများလာခဲ့သည်တချို့နှစ်တွေမှာအေယာဝရီတေပင်ပြပြဖြိုးဖြိုးမရှိလိုက်ရပဲပြီးဟာသည့်နှစ်တွေလည်းရှိပါသည်ကြီးတော်တို့ပြောသည့်တမြတ်အပြင်နှစ်ကဆိုရင်တော့ရေမျိုးကတော့အောင်လွန်သည်ကျမတို့မှာမြို့မှာနေတော့လဲဒီနှစ်ရေဝင်သည်ရေမွင်ဘူးဆိုသည့်တည်င်းကိုနားဆွင်းကြရသည်လူစင်းရဲနွားစင်းရဲဆိုတော့လဲရေကြီးမှအသီးနဲ့ကောင်းတာဆိုတော့ရေကြီးခမျောကြရသူတွေမဟုတ်လားဒီနေ့တော့ဝါဆိုးဝါကောင်းမတိုင်ခင်ကပင်မြည်ရေကြီးနေပြီကမ်းလုံးတော့မတိုက်တဲ့ရေကြီးခရက်တွေမရောက်သေးတော့လဲရွာကလူတွေကတော့ကြိုကြိုတင်တင်ဆွဆွဆောင်းဆောင်းရှိကြရမည်စားရည်နေရည်ဒုက္ခရောက်ကြသည်ဆိုပေမဲ့ရေကြီးခထမင်းကလေးကိုတော့အလွမ်းသာခင်ထူ
ရေကြီးခါဆိုတဲ့ဝတ္ထုတို့လေးကတော့ဤတင်ပဲပြီးဆုံးလို့သွားပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်နောက်များလဲဝတ္ထုတို့ကောင်းလေးများကိုဖတ်ပြပေးအောင်မမို့ like and subscribe နဲ့ notification လေးနှိပ်သွားခဲ့ကြဖို့တောင်းဆိုပါရစေရှင်